ကဲအဲ့တော့မင်္ဂလာပါဒီနေ့မှဆိုရင်တော့ကျွန်တော်တို့ School Boy Runaway ဆိုတဲ့ game ဆော့မယ်ဒီနေ့မှဆိုရင်စာမလုပ်ရှင်တဲ့ကလေးနဲ့ second teacher နဲ့မိဘနဲ့တွေ့တာပေါ့ကဲအဲ့တော့ကျွန်တော်စလိုက်ကြရအောင် alright အဲ့တော့မကြွမ်းသေးဘူးဆိုတော့ကျွန်တော် easy မှာပဲဆော့မယ်ပြီးတော့ကျွန်တော်အခုလောက်ဗီဒီယိုမတင်တာလည်းကြာပါပြီဘာလို့လဲဆိုတော့ကျွန်တော် subscriber 9000ရှိတဲ့ channel hack ခံပေးရတဲ့နောက်ပိုင်းကျွန်တော်ဗီဒီယိုတိတ်မတင်ချင်တော့ဘူးစိတ်တဲ့နေနေကြာသွားလို့ကဲအဲ့တော့ကျွန်တော်တို့ဒီ game ကိုဒီနေ့ဆော့ကြည့်ရအောင် okay အဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာ main character ပေါ့သူကအခုကွန်ပျူတာမှာ game နေဆော့နေတာတော့မသိပါဘူး okay သူတငယ်ချင်းနဲ့လာခေါ် Andre ဆိုပြီးတော့ Mom, can I go play? My friend is here. okay သူ့မျိုးအပြင်သွားဆော့လို့ရတာတဲ့ Did you finish your homework? Yes, all done. Then Okay. show me your class journal. သူ့မြအိမ်စာလုပ်ပြီးလာတယ်ဆိုတော့သူကအိမ်စာသွားပြတော့မယ် okay သူအိမ်စာလုပ်ထားလားမလုပ်ထားလားဆိုတော့ That အော်ဆောင်ပွဲတောင်ရှုံးနေတဲ့ okay အိမ်စာလည်းမလုပ်ထားဘူးဆောင်ပွဲမှာလည်း F ပဲရတယ်ဆိုတော့ was အ goofy. ပြင်တော့သွားမှာမဟုတ်ပါဘူးဒုက္ခပဲမိမှာသူလည်း Want to play outside? You should be ashamed. okay Go study. No going out for you. He's grounded today. သူတငယ်ချင်းလည်းသွားပြလိုက်အပြင်မလာတော့ဘူးပေါ့ Watch out. If I see you slicking around, I'll rough you up. okay ဒီအခန်းထဲကလည်းလို့တခြားနေရာမှာတွေ့ရင်တော့အယိုးတခြားသားတခြားဖြစ်ပြီပဲကဲအဲ့တော့ကျွန်တော်တို့တူတူတိတ်တိတ်လေးအိမ်ကနေထွက်ပြေးရမယ်တဲ့တငယ်ချင်းတွေနဲ့သွားဆော့ကျင်တာဟုတ် That's အဲ့တော့ကျွန်တော်တို့ now I have to sit နေရာ and တစ်ခု talk ရှာရမယ် because of that teacher. ထွက်ပြေးဖို့အတွက်ဘယ်အပေါက်ကနေထွက်ပြေးလို့ရလဲမသိပါဘူး okay ဖြည်းဖြည်းလေးသွားမှဒါပါလေ okay ဒါကျွန်တော်တို့ရဲ့ဟိုဟာရေချိုးကန်းပေါ့ဝိတ်ရှောက်ဆက်လည်းရှိတယ်အကုန်လုံးဒီသူ့ငကိုအတိုင်းပြန်ထားခဲ့မှရမှာတကယ်လို့တယောက်ယောက်တွေ့သွားလို့ရှိရင်ကျွန်တော်သိပြီပဲဒီထဲမှာကျွန်တော်တကားပေါက်ဖွင့်ပြီးတော့ဒီတိုင်းအပွင့်ကြီးပဲပြန်ထားခဲ့လို့ရှိရင်တော့သူတို့သိသွားလိမ့်မယ်ဒါကဘာလဲမသိဘူးမို့ကျွန်တော် screw driver လို့ရဲဟိုဝုတ်လဲလို့ရဲပေါ့ဒီကောင်ဖွင့်ဖို့ Ah, Okay. Here. I'll need a special grease remover here. အန်ကယ်ကဘောလုံးပွဲကြီးကြည်နာလားမသိပါဘူး။အော်ဂျက်ကအိုးဟိုမှာဖျက်သိရှယ်စားလို့ရလား။ Oh shit ဟာဖျက်သီးလေးပဲလာစားတာတော့မှကြည့်ပါဦး Come on. Yes, sir, Gio. Get to it and Hello, make what? sure the Oh, floor shit. shines. ။အိမ်တန့်ရှင်းလောက်ခိုင်းတာတပြက်စီလဲခိုင်းနေပြီ။တပြက်စီလဲခိုင်းတာကိုကြမ်းတိုက်ခိုင်းတာ။ Okay အခုအကုန်သေးရှာကြမ်းတိုက်ပေးရတော့မယ်။အဲ့လို့ဆိုရင်ကျွန်တော်တို့သူတို့အနားနားတော့သွားလို့မရပါဘူး။တိတာနဲ့သိပြီပဲ I told him to Okay, stop, okay. but he didn't listen. ။ဒီ parent တည်းနဲ့တော့လမ်းဖို့ကောင်းတာ။သွားလို့မရဘူးလားဟာဒီကနေ။ဘယ်မှလည်းထွက်ပြေးလို့မရဘူး။ဗနေပေါက်ချိုးပြီးထွက်ပြေးရမှာမနော် Good job. Go to your Okay room. okay ပြီးပြီ I'll come check on you ကြည့် later. ပါဦးကျွန်တော်တခါလေဖျက်သီးလေးပဲလာစားတဲ့ဟာကိုကြည့်ပါဦးကြမ်းတိုက်ခိုင်းနေတဲ့ Okay ဒီတော့ကျွန်တော်ခုဘက်အခန်းထဲသွားကြည့်မယ်အိုးဒီမှာအန်ကယ်ဒီမှာထိုင်နေရအဲ့တော့ဖြည်းဖြည်းလေးဟိုဘက်ကတကားဘက်ကိုသွားကြည့်ရအောင်သူမသိရင် alright ရပြီအဲ့တော့ကျွန်တော်ဒီမှာမီးဖွင့်လို့ရလားOkay မီးဖွင့်လို့ရတယ်ပြီးတော့ဒီမှာနောက်တစ်ပါးရှိလဲအိုးဒီမှာ fast တစ်ခုဒီကောင်ပြောင်းပြန်လာရင်ဒီထက်ကနေကျွန်တော်တော့တစ်ခုရနိုင်တယ် Okay ဟိုဒါမဲ့အန်ကယ်ကြားသွားပြီအတန်ကြားသွားပြီအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုပြန်ထားပြီးတော့ Get caught. မြန်လေးပုံးရအောင် Don't get caught. Wait a second. alright အဲ့လို့ဆိုရင်တော့ကျွန်တော်လွတ်ပြီလို့ထင်တာ Who turned on the light? wait ကျွန်တော်မီးပိတ်ဖို့မေးသွားပြီတီးသွားတော့ပြီအခုဆိုရင်တော့ shit Where did you go? ထားလိုက်တော့အဲ့လို့ဆိုရင်တော့ယူရီရှာသားတစ်ချက်ဖြစ်ပြီ In the closet. ကျွန်တော်မီးပိတ်ဖို့မေ့သွားတယ်အဲ့တော့ဆိုရင်သူတို့တီးသွားတော့ပြီ Okay Come, gotcha! shit တီးတာပဲအခုမီးပိတ်ဖို့မေ့သွားတော့သူတို့တီးသွားပြီဟာကျွန်တော်ထိုင်ထားအခါ20လောက်ခိုင်းနေ11ကိုခဏခဏရည်နေအဲ့လိုကြီးကြောက်လဲ
333ဟာဟဲ့ကောင်ကြီးဒါတော့မင်းတက်တက်မဲ့အချင်းပုတ်တာနော် Okay 5 6 Alright ကျွန်တော်တို့ထိုင်တက်အခါ20လောက်ရလိမ့်မယ်10 11 Okay 20ပြည့်တော့မယ်20ပြည့်တော့မယ် Okay ပြည့်ပြီကဲအဲ့တော့ကျွန်တော်တို့နောက်ဆုံးအခွင့်အရေးတစ်ခုရှိသေးတယ်ဒီတစ်ခါတည်းနော်ဂိမ်းကအပြီးရှုံးပြီကျွန်တော်တို့အဲ့ကြည့်ရသေးရပေါ့ Okay ကျွန်တော်တို့အပြင်သွားလိုက်ရလားအပြင်ကတော့သွားလို့မရတော့ပါဘူးဒါပေမဲ့ကျွန်တော် bell ကြီးလိုက်တယ်အန်ဒီလာနေရနဲ့တူတယ်ထိုင်ဆောင်လိုက်ရအောင်ခဏလောက် Oh shit နည်းနည်းလောသွားတာ Time နည်းနည်း already. ဖြည်းဖြည်းသွားရပြီအခုတော့မရတော့ဘူးတော့ရှုံးပြီ Okay လေအဲ့တော့ကျွန်တော်တို့နောက်တစ်ခေါက်ပြန်စမယ်ရှုံးတော့မပေးသေးဘူးဒီတိုင်းကြည့်ရသေးရဘူးနိုင်နိုင်ကြီးရှိလားဆိုတာ Okay အဲ့တော့နောက်တစ်ခေါက် try ကြည့်ရအောင် Let's do it in the nice way Okay ကောင်းတဲ့နည်းလမ်းသုံးပြီးလုပ်ကြည့်အောင်ဒီတစ်ခါကဲအဲ့တော့ကျွန်တော်တို့ပြန်ရောက်လာပါပြီဒီအိမ်ထဲကိုပဲဒီအိမ်ထဲနေကျွန်တော်တို့ပုံပြီးအပြင်ထွက်ရမယ်ဒါပေမဲ့ဘယ်ကနေထွက်မလဲကျွန်တော်မသိဘူးကျွန်တော်သိသလောက်တော့ဗျာအဲ့ဒီမီးဖို့ကြောင်နဲ့သွားပြီးတော့အဲ့ဒီအန်တီမရှိတဲ့ချိန်မှာမီးဖို့ကြောင်နဲ့သွားပြီးတော့အဲ့နာမှာကျွန်တော်မီးကိုတွေပြည့်အောင်လုပ်လိုက်လို့ရှင်သူကတကားပေါက်ဖွင့်လိုက်လိမ့်မယ်ဗတင်းပေါက်ပေါ့အဲ့နဲ့ကျွန်တော်အပြင်ခုံထွက်လို့ရရပေါ့ကဲအဲ့တော့ကျွန်တော်တို့အဲ့ဒါ try ကြည့်ရအောင်ဒီထဲမှာတော့ဘာမှထွေထူးမတွေ့ဘူး Okay ကျွန်တော်တို့အဲ့ဒါ try ကြည့်လို့ရတော့တယ်ဒါပေမဲ့ဒီဘက်ကနေကျွန်တော်တို့တန်းရသွားလို့ရလားဒီမှာပါလဲ Oh remote ယူလို့ရလားမသိဘူး TV remote Oh wait what No ပြေး Come on. Mira, get nada, to it veja. and Make sure the floor shines. နောက်တစ်ခေါက်ပြန်ပြီးတော့တန့်ရတော့မယ်ဒီနေရာလေးကျန်းတိုက်ခိုင်းနေပြန်ပြီ Shit I told him to study, but he didn't listen. မကြက်ဘူးဟေးစာမကြက်ဘူး Okay နိုင်မယ်လို့မထင်ဘူးဒီတစ်ခါတော့ကျွန်တော်တို့တအားလေးချင်းမှရမယ်ဒီဂိမ်းအတွက်ဒီဂိမ်းကတော်တော်လေးရှုပ်ထွေးတယ်ပြီးတော့အပြင်ထွက်လို့မရဘူးလား Okay ကျွန်တော်တို့ပြန်ရောက်လာပါပြီကျွန်တော်အခန်းထဲကိုဒါကျွန်တော်တို့ဒုတိယအကြိမ်ပေါ့နောက်ထပ်ကျွန်တော်တို့ရှိမှာအခွင့်အရေးတစ်ခုရှိသေးတယ်နောက်တစ်ခါကျွန်တော်တို့ Darn it. မိရင်တော့သိပြီပဲ And Mom probably has the key. Okay ကျွန်တော်တို့ bell တီးပြီးတော့ဒီနားမှာပုံလို့ရလားလားအဲ့လိုဆိုကျွန်တော်မီးကိုကြောင်နဲ့သွားပြီးတော့အဲ့ဒီမှာမီးကိုပြအောင်လုပ်လိုက်လို့ရတယ်အကြိုက်သူတကားပေါက်ဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့အပြင်ထွက်လို့ရပြီ Huh? Okay Maybe I should try to get out through the kitchen window. ကဲအဲ့တော့ခဏလောက်စောင့်လိုက်ရအောင် Screen. Did I just hear things? Okay ကျွန်တော်တို့အမြန်ပြေးမယ်Oh shit မဟုတ်ဘူးလေတကားပေါက်မပိတ်ရသေးဘူးလေဟာတော်သေးတာပေါ့အမလေး Hear me. Okay အဲ့တော့ကျွန်တော်တို့ခဏလောက်စောင့်ကြည့်မယ်သူဗတင်းပေါက်ဖွင့်လားမဖွင့်လား How do you strike? Okay လာပြီနဲ့တူတယ် Oh damn! So much smoke. Okay အဲ့လိုဆိုရင်တော့သူတကားပေါက်ဖွင့်လောက်တယ်ခဏတော့ပုံနေအောင် All right Okay ဗတင်းပေါက်ဖွင့်လိုက်ပြီသူဗတင်းပေါက်ဖွင့်လိုက်ပြီအဲ့လိုဆိုကျွန်တော်တို့ဒီကနေထွက်သွားလို့ရဖြည်းဖြည်းလေး Okay ကျွန်တော်တို့အပြင်ရောက်ပြီအဲ့တော့ကျွန်တော်တို့အပြင်လေးထွက်ပြေးဖို့အတွက်နောက်ထပ်ဘာလုပ်ရအောင်မလဲဒီချန်ပီယံကိုသွားဖို့အတွက်Okay ဒီမှာလေကားတစ်ရှိရဒီကနေရောတခုသွားလို့ရတယ်ဒီကနေလည်းမရဘူး Oh အရှိမခွေးအဲ့ဒီခွေးဟောင်းလို့ရှိရင်တော့
alright ဖြစ်ဖြစ်ချင်းသွားမယ်မတွေးစေရအောင် oh wait bro what the fuck Darn it, the front door is locked. You run! shit အာသူကဗရေဘောက်ကနေကြီးလိုက်တာပဲဟာဒီအန်ကယ်တော်တော်မိုက်နေတာကြည့်အောင်မင်းသိမယ်ဟဲ့ကောင်ရေငါလက်ထဲ weapon တစ်ခုခုရှိလို့ရှင်မင်းသိမယ် Come on! shit Run 3 laps around the house. ကျွန်တော်တို့3ကပတ်မယ်အိမ်ကိုလည်းတော်ပြီမပြေးတော့ဘူးကွာပြင်းပါဆိုကမှသူ့ order လိုက်ပြီးတော့ဟိုလုတ်ပေးနေရသေးတယ်တော်ပြီကဲဒီနေ့ဗီဒီယိုကတော့လောက်ပါပဲတကယ်လို့ကြိုက်နေတဲ့တော့ like and subscribe လုပ်ဖို့မေ့ပါနဲ့နောက်တစ်ခါကျကျွန်တော် practice လုပ်ပြီးပြန်ဆော့ကြည့်မယ် goodbye